ကောင်းလားမရခဲ့ပေမဲ့ရိုက်ဒိုအတွက်တင်ငယ်စရာမရှိခဲ့ပါဘူး။အားလုံးပဲမင်္ဂလာပါခင်ဗျာ။တယ်လီ7နှစ်သားကြီးရိုက်ဒိုဟာဒီကနေ့မနက်အစောပိုင်းမှာတော့စပိန်သင်းကိုရှုံးနိမ့်ခဲ့လို့ကောင်းလားပြိုင်ပွဲနောက်ဆုံးသောပွဲစဉ်ဖြင့်စပိန်သင်းရဲ့ပွဲစဉ်ကမှတ်တမ်းဝင်သွားခဲ့ပါပြီ။အားမတန်ပေမဲ့မန်မရှော့မန်မချနိုင်တဲ့ရိုက်ဒိုရဲ့နောက်ဆုံးသောအချိန်အထိအကောင်းဆုံးစိတ်တစ်ခုကိုမြင်တွေ့ခဲ့ရပေမဲ့လည်းစိတ်သွားတိုင်းတော့အခုပါခဲ့ပါဘူး။နောက်18ကဘာလာမှာစပိန်3ဂိုးရိုက်ဒို3ဂိုးထိပြောင်းလုံးဆောင်နိုင်ခဲ့တဲ့33နှစ်သားနဲ့10နှစ်အကြာက40နှစ်သားအကြာကခြေစွမ်းကတော့အရန်ကြီးကွာခြားလို့နေခဲ့တာပါ။ဒါပေမဲ့လည်းပေါ်တူဂီတော့စပိန်ကိုမနိုင်ဘူးဆိုတာကတော့အစောကတည်းကခံမှန်းထားခဲ့ကြပြီးတကယ်တမ်းရှင်ပြိုင်ခဲ့ရမှာလဲစပိန်အသင်းကပဲနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မဲ့ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ကြတာပါပေါ်တူဂီအတွက်တော့ရက်ဒိုကန်သွင်းယူခဲ့တဲ့ဂိုးပေါင်းတင်မှတ်မှုနဲ့ချိန်နဲ့ပဲဒီပွဲစဉ်မှာအဆုံးသတ်ခဲ့ရပါတယ်ရက်ဒိုက2026ကဘာလာကြီးမှာ16အသင်းအဆင့်နဲ့ပဲကျင်းနေခဲ့ရပြီးဒါဟာအတွက်နောက်ဆုံးသောကဘာလာနောက်ထပ်ကဘာလာမှာပေါ်တူဂီအသင်းကောင်းဆောင်ရက်ဒိုဆိုပြီးမြင်တွေ့ရတော့မှာမဟုတ်ပဲရက်ဒိုကိုပွဲကြီးစဉ်အတွင်းမှာပဲကစားသမားဟောင်းအဖြစ်နဲ့မြင်တွေ့သွားတော့မှာပါဒါပေမဲ့လည်းဒီနေရာမှာပြောစရာရှိတာကရက်ဒိုအနေနဲ့ပေါ်တူဂီနဲ့ကွာဗလာမရခဲ့တာဟာဂုံငယ်စရာတော့မရှိပဲပေါ်တူဂီမှာရက်ဒိုလုံးပြခဲ့တဲ့ຢာတွေကထင်ထားတာချက်ပုံမများပြားခဲ့တာပါကလပ်အသင်းတိုင်းနဲ့အတူအဓိကဆူပလာတွေရယူနိုင်ခဲ့တယ်လို့ပေါ်တူဂီနဲ့လည်း2018ယူရိုချန်ပီယံနဲ့ UEFA Nation League ချန်ပီယံဆုကိုနှစ်ကြိမ်တိုင်တိုင်ရယူပေးနိုင်ခဲ့တာပါဒီຢာတွေဟာရက်ဒိုကောင်းမှုအကြောင်းပြပြီးရလာတဲ့ဆူပလာတွေလို့ပြောမှာဖြစ်ပြီးကွာဗလာမရခဲ့တာလေးကရက်ဒိုရဲ့ပုံရိပ်ကိုကြားစရာမရှိပါဘူးရက်ဒိုနဲ့ပေါ်တူဂီအသင်းတို့ကကွာဗလာမှာတွဲရတာမြင်တွေ့ရခြင်းမရှိတော့ပေမဲ့လည်းရက်ဒိုပစံကနေပေါ်တူဂီအသင်းအတွက်ဆက်လက်ကစားပေးတော့မှာမဟုတ်ပါဘူးလို့မပြောရသေးပါဘူး။ပေါ်တူဂီနဲ့အတူရိုနယ်ဒိုကတော့ကစားနိုင်နေသွင်းဆက်လက်ကစားနေဦးမှာပါ။ဘာကြောင့်လဲဆိုတော့ရက်ဒိုအတွက်အသွင်းကိုပေါင်း1000ပြင်းမြောက်ဖို့ကလည်းအိမ်မက်တစ်ခုပြင်ဆက်လက်ရှိနေကြတာကြောင့်ပါ။ရက်ဒိုကစားသမားပေါ်အသွင်းကိုပေါင်း1000ပြင်းမြောက်ဖို့အတွက်အသွင်းကိုအပြင်24ကိုလောက်သာလိုအပ်တော့တာပါ။ဒါကြောင့်ဒီနေ့ထားမှာတော့ရိုနယ်ဒိုဟာ NSR တသင်းနဲ့ဆိုတာတက်ပေါ်တူဂီအသင်းနဲ့လည်းယူရိုချေစစ်ပွဲစဉ်တွေ UEFA Nation League ပွဲစဉ်တွေပါလေအသွင်းကိုတွေရယူပြီးဆိုင်ကြီးတစ်ခုတင်နိုင်ဖို့လှုံ့ဆော်သွားအောင်ပါပါ။ရက်ဒိုကိုပေါ်တူဂီနဲ့အတူကျွန်တော်တို့ဘယ်လိုမျိုးဆက်လက်မြင်တွေ့သွားရမလဲဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဒုတိယချင်းတိုင်းကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ